သူရွေးချယ်ရမယ့်အစီအစဉ်မှာဒီနေ့အဓိကကူညီပံ့ပိုးပေးတဲ့ OK ဒေါ်လာကနေပြိုင်ပွဲဝင်အနိုင်ရရှိသူရဲ့သူရရှိတဲ့စုငွေအမောင်းကိုသူ့ဖုန်းထဲကို direct ထည့်သွင်းပြီးတော့ချီးမြှင့်ပေးမယ့်အစီအစဉ်ကိုပါတစ်ခါတည်းထည့်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်အခုပြိုင်ပွဲဝင်တွေအားလုံးအစဉ်နဲ့နေရာယူပြီးဖြစ်တဲ့အတွက်ဒီတစ်ပတ်ရဲ့ပထမဆုံးပြိုင်ပွဲကိုစတင်မှာဖြစ်ပါတယ်ခင်ဗျာအခုစင်ပေါ်မှာရှိနေတဲ့ပြိုင်ပွဲဝင်တွေတဲကတစ်ယောက်တည်းပဲအဲဒီစုရွေးချယ်တဲ့အစီအစဉ်ကိုပါဝင်ခွင့်ရရှိမှာပါအားလုံးစင်သင့်ဖြစ်ပြီဆိုရင်ပထမဆုံးစာကြောင်းစပြောပါပြီခင်ဗျာရွှေစံတော်စီရီကို AD 1058ခုနှစ်မှာအနော်ယထာမင်းတည်ခဲ့တာဖြစ်ပါတယ်ရွှေစံတော်စီရီကိုခုနှစ်အားဖြင့် AD 1058ခုနှစ်မှာအနော်ယထာမင်းတည်ခဲ့တာဖြစ်ပါတယ်ရွေးပါရွှေစံတော် AD 1058ခုအနော်ယထာမင်းကဲဖြစ်နိုင်တဲ့ဘက်မှာတော့ပြိုင်ပွဲဝင်နေအများကြီးပဲအဲ့တော့အားလုံးတည်တည်နေရပြီးပြီဆိုတော့ဒီစာကြောင်းရဲ့အဖြေကိုစပြောပါပြီခင်ဗျာအခုပထမဆုံးစာကြောင်းရဲ့အဖြေကမှန်ပါတယ်ခင်ဗျာအခုဒုတိယမြောက်စာကြောင်းဖြစ်ပါတယ်ဒီချာလေးအာရုံစိုက်ပြီးနားထောင်ပေးပါခင်ဗျာယူကရိန်းနိုင်ငံရဲ့မြို့တော်အမည်ဟာKyiv လို့ခေါ်ပါတယ်ယူကရိန်းနိုင်ငံရဲ့မြို့တော်အမည် Kyiv ဖြစ်ပါတယ်ဒုတိယမြောက်စာကြောင်းအတွက်ကိုလည်းပြိုင်ပွဲဝင်နေသေးသေးနေရပြီးပါပြီခင်ဗျာအဖြေကတော့ယူကရိန်းနိုင်ငံရဲ့မြို့တော်အမည် Kyiv ဆိုတာမှန်ပါတယ်ခင်ဗျာအခုဆိုရင်ပြိုင်ပွဲဝင်တွေလက်ထဲမှာ3ဦးမှာပဲတစ်ချိန်မှခွင့်ပူပေါင်းရှိပါရယ်ခင်ဗျာနောက်ထပ်စာကြောင်းတစ်ခုထပ်ပြီးနားထောင်ပေးပါဦးမြန်မာနိုင်ငံဟာ28ကြိမ်မြောက်စီဂိမ်းအရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာရွှေတံဆိပ်အများဆုံးရတဲ့အားကစားနည်းဟာချင်းလုံးဖြစ်ပါတယ်ပြန်ပြောပါမယ်28ကြိမ်မြောက်စီဂိမ်းပြိုင်ပွဲမှာမြန်မာအသင်းဟာရွှေတံဆိပ်အများဆုံးရတဲ့အားကစားနည်းအမျိုးအစားဟာချင်းလုံးဖြစ်ပါတယ်ဒီစာကြောင်းတော့ဒီဘက်မှာရှိတဲ့ယောက်ျားလေး2ယောက်ကပဲမဖြစ်နိုင်ဘူးဒါမှားတယ်ဆိုတဲ့ဘက်မှာရှိပါတယ်ကျန်တဲ့သူတွေကတော့မှန်တဲ့ဘက်မှာဖြစ်ပါတယ်အဖြေကတော့28ကြိမ်မြောက်စီးကိန်းပြိုင်ပွဲမှာမြန်မာအသင်းရွှေတံဆိပ်တွေအများကြီးသိမ်းပိုက်နိုင်တဲ့အားကစားနည်းဟာရိုးရာလှေလော်ပြိုင်ပွဲဖြစ်ပါတယ်ချင်းလုံးဆိုတာမှားပါတယ်ခင်ဗျာအခုဆိုရင်ဒီတစ်ပတ်ရဲ့ပြိုင်ပွဲဝင်နေ9ယောက်ကျန်ပါတယ်ယောက်ျားလေး3ယောက်နဲ့မိန်းကလေး2ယောက်ဘယ်သူကမှတော့ပူပေါင်းမရှိတော့တဲ့အတွက်မားတဲ့ဘက်ကနေပြန်ဆင်းသွားမှာပါတေချာအာယုံစိုက်ပေးပါနောက်ထပ်စာကြောင်းဆက်ပြောပါမယ်ခင်ဗျာရေမိုင်တမိုင်ရဲ့အကွာအဝေးဟာရေမိုင်ဒါတိုင်းတာတဲ့ရေမိုင်တမိုင်ရဲ့အကွာအဝေးဟာဂိုက်ပေါင်း1960ဖြစ်ပါတယ်ရေထဲမှာတိုင်းတဲ့ရေမိုင်တမိုင်ရဲ့အကွာအဝေးဟာဂိုက်နဲ့တွက်မယ်ဆိုရင်ဂိုက်ပေါင်း1960ဂိုက်ရှိပါတယ်ရေးလို့ရပါပြီဒါဟာမှန်သလားမှားသလားကိုစိတ်ကြိုက်နေရာယူပြီဆိုတော့အဖြေပြောပါမယ်ရေမိုင်တမိုင်ရဲ့အကွာအဝေးဟာဂိုက်နဲ့တွက်ရင်ဂိုက်ပေါင်း1800ရှိပါတယ်1960ဆိုတာမှားပါတယ်ခင်ဗျာအဲ့တော့မှားတဲ့ဘက်က3ယောက်နေခဲ့ပါအခုနည်းနည်းထပ်ရောက်သွားပြီ3ယောက်ပဲကျန်ပါတယ်ယောက်ျားလေး2ယောက်နဲ့မိန်းကလေး1ယောက်ပြန်မစင်းရဖို့ဆက်ပြီးထိန်းထားပါဦးအီတလီနိုင်ငံမှာကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်ကျွန်တော်သုံးစွဲတဲ့ငွေကြေးကိုကျပ်နဲ့သတ်မှတ်ပါတယ်ဒါအမေရိကန်မှာဆိုရင် US ဒေါ်လာအီတလီမှာအဲ့ဒီလိုသုံးစွဲတဲ့ငွေကြေးကလာယာဖြစ်ပါတယ်အီတလီငွေကြေးကိုလာယာနဲ့သုံးစွဲတာဖြစ်ပါတယ်3ယောက်စလုံးကဖြစ်နိုင်တယ်မှန်တဲ့ဘက်မှာသွားနေတယ်ဆိုတော့အကယ်၍အီတလီငွေကြေးကလာယာမဟုတ်ပဲတခြားနာမည်တစ်မျိုးမျိုးသာဆိုရင်
ဒီတစ်ပတ်မှာတယောက်မှစုရွေးစရာမရှိပဲဖြစ်သွားနိုင်ပါတယ်ဒါပေမဲ့ကိုယ့်ကိုယုံကြည်တယ်မပြောင်းဆိုရင်လည်းဆက်နေလို့ရပါတယ်အားလုံးသိကြပြီလားဒီလေးဒီမှာလေးသိကြပြီနော်ဟုတ်ပြီသူတို့တော့လောကတော့ဘယ်သူမှမပြောင်းဆိုတော့အဖြေပြောပါမယ်အီတလီနိုင်ငံမှာသုံးစွဲတဲ့ငွေကြေးဟာလာယာဖြစ်တယ်ဆိုတာမှန်ပါတယ်ခင်ဗျာဆိုတော့လိုပဲဒီမှာလေးအလယ်မှာပြန်နေပေးပါဆက်ပြီးတော့နောက်ထပ်စာကြောင်းထပ်ပြောပါမယ် AK47 လို့အမည်ပေးထားတဲ့စက်သေနတ်ကို American နိုင်ငံကနေထုတ်လုပ်တာဖြစ်ပါတယ် AK47 သေနတ်ကို American နိုင်ငံကထုတ်လုပ်တာဖြစ်ပါတယ်ညီလေးစာရွေးပါညီမလေးရွေးပါညီလေးရွေးပါနောက်တစ်ချိန်ထပ်ပြီးတော့အခွင့်အရေးပေးပါမယ်အကယ်၍မဟုတ်ခဲ့ရင်တော့ဒီတစ်ခါမှာတော့နည်းနည်းပြဿနာရှိသွားနိုင်ပါတယ်ဒါတော့မင်းကလေးကပြောင်းလိုက်ပါတယ်ဩတမျိုးတော့တမျိုးပဲတယောက်ချင်းပေးရွေးတာတော့သူတို့ဟုတ်ပြီဖြစ်နိုင်တဲ့ဘက်မှာတယောက်မှားတဲ့ဘက်မှာနှစ်ယောက်အဖြေကတော့ AK47 သေနတ်ကိုထုတ်လုပ်တဲ့နိုင်ငံဟာရုရှားဖြစ်ပါတယ်ခင်ဗျာ American ဆိုတာမှားပါတယ်ဒီမှာပြန်နေပေးပါကဲထပ်ပြောပါမယ်အခုဒီချိန်မှာတစ်ဖက်ဖက်မှာနှစ်ယောက်တူနေရင်တော့အခုဘာမှအခွင့်အရေးမပေးတော့ဘူးတခါတည်းအဖြေကိုတန်းပြောမယ်အဲ့တော့ဖြစ်နိုင်ရင်မတူအောင်ရွေးပါနောက်ထပ်စာကြောင်းတေချာနားထောင်ပေးပါခင်ဗျာ .50 .50 Browning စက်သေနတ်ပြစ်ခတ်နိုင်တဲ့အဝေးဆုံးအကွာအဝေးဟာမီတာ9000ထိရောက်ပါတယ်တဲ့ .50 Browning စက်သေနတ်ပြစ်လိုက်ရင်ကြည်စံအကွာအဝေးဟာမီတာ9000ထိရောက်ပါတယ်ရွေးပါခင်ဗျာဟုတ်ပြီတယောက်တစ်ဖက်ရွေးလိုက်ပြီဆိုတော့တယောက်ကိုတော့ကျွန်တော်တို့စုရွေးဖို့နောက်တစ်ဆင့်တက်ခွင့်ရသွားပြီဆိုတာကျင်းသိပါတယ်ဘယ်သူဖြစ်မလဲဆိုတော့ .50 Browning စက်သေနတ်ပြစ်ခတ်နိုင်တဲ့အဝေးဆုံးကြည်စံရောက်နိုင်တဲ့အကွာအဝေးဟာမီတာပေါင်း6800ဖြစ်ပါတယ်9000ဆိုတာမှားပါတယ်ငါလေးလည်းမနေပေးပါတမီးမင်္ဂလာပါမင်္ဂလာပါအခုပြိုင်ပွဲဝင်နေတဲ့မှာတမီးကနောက်တစ်ဆင့်စုရွေးခွင့်ကိုရရှိသွားပြီပြီးတော့ဒီနေ့မှာစုချီးမြှင့်ပေးမဲ့တမီးရွေးလိုက်လို့နောက်ဆုံးရသွားတဲ့စုငွေကိုတမီးရဲ့ဖုန်းထဲအထိ sponsor ကုမ္ပဏီကနေလမ်းပို့ပြီးတော့ချီးမြှင့်ပေးမှာတခါတည်းဒါကိုဖုန်းထဲမှာစုငွေရမှာအဲ့တော့ပရိသတ်ကြီးကိုမိတ်ဆက်ပေးပါအောင်ကိုကိုမင်္ဂလာပါသမီးနာမည်ကတော့အေဇင်မိုးဖြစ်ပါတယ်ဘယ်သူအေဇင်မိုးအေဇင်မိုးဩအရှိရအခရာအင်္ဂလိပ်အခရာ A လို့ A နော်အေဇင်မိုးဟုတ်ပါပြီသမီးကတော့မြောက်ကလာပါမြို့နယ်ရှင်မြလာချင်းဖြစ်ပါတယ်သမီးကတော့10တန်းဖြည့်ပြီးတာဖြစ်ပါတယ်ဟုတ်တယ်10တန်းဖြည့်ထားတယ်အေဇင်မိုးရဲ့စုရွေးချယ်တဲ့စီစဉ်ကိုလည်းပရိသတ်ကြီးဆက်လက်အားပေးပါအောင်ခင်ဗျာဒီတစ်ပတ်စုရွေးချယ်ဖို့အဓိကကူညီပံ့ပိုးပေးတာကတော့ OK ဒေါ်လာမှဖြစ်ပါတယ်ခင်ဗျာဘေးလီနဲ့တော့ရဲ့ဒုတိယပိုင်းစုရွေးချယ်တဲ့စီစဉ်ကိုဆက်လက်တင်ဆက်ပါရမယ်ခင်ဗျာဒီစီစဉ်အတွက်အဓိကကူညီပံ့ပိုးပေးတာကတော့ OK ဒေါ်လာမှဖြစ်ပါတယ် OK ဒေါ်လာဆိုတာကတော့ mobile payment ပါ OK ဒေါ်လာကိုအသုံးပြုခြင်းအပြင်24နာရီ9ရက်ပတ်လုံးငွေပေးငွေယူပြုလုပ်နိုင်မှာဖြစ်ပါတယ်အဲ့ဒီလိုငွေပေးငွေယူပြုလုပ်ဖို့အတွက်လဲညီသည့်ဝန်ဆောင်ခမှပေးစရာမလိုပါဘူး OK ဒေါ်လာနဲ့ညီသည့်ဆက်သွယ်ရေး operator ကိုမဆိုဖုန်းငွေဖြည့်နိုင်ပြီးတော့ cashback အနေနဲ့မိမိဖြည့်သွင်းတဲ့ငွေပမာဏအမောင့်ရဲ့300%ကို OK ဒေါ်လာကပြန်ပေးမှာဖြစ်ပါတယ် OK ဒေါ်လာကိုအသုံးပြုဖို့မိမိရဲ့ကိုယ်ပိုင် smartphone တစ်လုံးနဲ့ SIM card တစ်ခုရှိုံနဲ့ညီသူမဆိုအလွယ်တကူသုံးလို့ရပါပြီ OK ဒေါ်လာရဲ့ download link ကတော့ www.okdollar.com ဖြစ်ပါတယ်ခင်ဗျာဒီတစ်ပတ်အတွက်စုရွေးချယ်ရမှာတော့အေဇင်မိုးဖြစ်ပါတယ်စင်ပေါ်မှာနေရာယူဖို့ဖိတ်ခေါ်ပါတယ်မင်္ဂလာပါညီမလေးအေဇင်မိုးမင်္ဂလာပါနာမည်စိတ်ဝင်စားစရာကြီးအေဇင်မိုးဘယ်သူပေးတာတော့အမေပေးတာလားဩအေဇင်မိုးနော်အဲ့တော့သမီးကမောင်နှမတွေမှာဘယ်နှစ်ယောက်မြောက်လဲသမီးက3ယောက်မြောက်3ယောက်မြောက်အေဇင်မိုးအဲ့တော့အရှိကလူတွေကြတော့အရှိကလူကမိုးထထဦးနဲ့တင်းသစ္စာမိုးတွေပါဟမ်နောက်တည်းမိုးမပါโอเคထားလိုက်ပါတော့အဲ့တော့အေဇင်မိုးကအခုနောက်ဆုံးဆင်းရောက်လာပြီစုရွေးချယ်ရတော့မယ်ဘယ်မမတွေရဲ့လက်ထဲမှာစုကြီးတွေရှိမယ်ထင်တယ်အကြီးဆုံးစုကိုဘယ်မမဂိုင်းနာမယ်ထင်တယ်22မမသူ့ကိုဖယ်ထားရတော့မယ်နော်ဟုတ်22 model Chuchu Santa model Chuchu Santa ဒါကတော့ဒီနေ့ကစားပွဲရဲ့ပထမဦးဆုံး330လို့
မာလေးအေစင်မိုးရွေးချယ်လိုက်တဲ့တတ်မှတ်လိုက်တဲ့လက်ဆွဲသစ်တာအဲဒီတော့ဒီလက်ဆွဲသစ်တာထဲမှာ330ပါမယ်လို့ဘာကြောင့်ထင်ရတာလဲ အိုက်ကနန်းကိုကြိုက်လို့ ဘာဖြစ်လို့ကြိုက်တာလဲ ကန်ကောင်းလို့ထင်လို့ 20နှစ်နဲ့ပတ်သက်ပြီးဘာတွေကံကောင်းဖူးလဲ 22ရက်နေ့ကပတ်စံကောင်းရဘူးလို့ ပတ်စံကောက်ရဘူးလို့ ဟုတ် ဟောဒီနေ့လည်းကောက်ရမယ်လို့ထင်တယ် ဟုတ်ဟုတ်ပြီဘယ်လောက်တောင်ကောက်ရခဲ့တာလဲ 9000 9000ပိုင်ရှင်ပြန်လာမယူလား ယူ ပိုင်ရှင်တော့သိလား မသိဘူး ရှာအောင်ရှာလိုက်သေးလား မရဘူး မရှာဘူးဟောဗျာโอเคအဲ့တော့ပိုင်ရှင်ရှာလို့မရလိုက်ဘူးပေါ့နော်ဘယ်သူမှမသိလိုက်ဘူးဖိနေမှာကောက်ရလဲဦးလဲသွားကျင်လို့နေဟုတ်ပြီအဲ့တော့20ရက်နေ့မှာကန်ကောင်းခဲ့ဘူးတဲ့မတ်အေစင်မိုးအခုလဲကန်ကောင်းပါစေနော် ဟုတ် ကဲပြီးအောင်ပယ်အောင် 6 နံပါတ်6စပယ်မယ်မော်ဒယ်ထက်ရွှေစင်မော်ဒယ်ထက်ရွှေစင်လက်ထဲကပထမဦးဆုံးစပယ်လိုက်တဲ့စုဒါကဒီနေ့ကစားပွဲရဲ့ပထမဦးဆုံးစပယ်လိုက်တဲ့လက်ဆွဲတစ်တာကန်ကောင်းပါစေအော်ရှစ်သိဒါကတော့မကောက်ရတော့ဘူးเนาะဒါလှုပ်လိုက်တာပယ်ပါအောင်နောက်တဲ့နံပါတ် 73 နံပါတ်73မော်ဒယ်ကြာညိုဆယ်သိန်းဒီမလေးကစားနည်းကအသေးတွေပဲရမှာနော်8သိန်း10သိန်းထွက်သွားပြီမတ်အေစင်မိုး 4 နံပါတ်4မော်ဒယ်မီမီဝင်းရွှေနံပါတ်4မော်ဒယ်မီမီဝင်းရွှေ4000ဆိုတော့ခြေနေကောင်းလာပြီကဲထပ်ပေးပါဦးထောင်စုရအောင်ပေးမယ် 16 နံပါတ်16 model theory ပိုင်း model theory ပိုင်း model theory ပိုင်း3500အေဇင်မိုးကဲအဲ့လိုမျိုးထောင်စုတွေပဲဇက်တိုက်ရအောင်ပယ်ရအောင်ပယ်ပါဦး 10 နံပါတ်30 model ဝင်းမုံတန်တာ model ဝင်းမုံတန်တာ2000တောင်းစုခက်သေးသေးတစုတောင်းစုနဲ့ထွက်သွားပြီ8သိန်း10သိန်းထွက်သွားပြီ3500ထွက်သွားပြီထပ်ပဲပါဦး 14 နံပါတ်14 model Nanset နံပါတ်14 model Nanset တသိန်း8သိန်း10သိန်းသိန်းစု3စုပြောစရာသိမကောင်းဘူးเนาะ3500ရဲ့2000ရဲ့4000ရဲ့ဆက်ပေးပါဦး 18 နံပါတ်18 model ခွန်းတင်စာကျော် model ခွန်းတင်စာကျော်5000တောင်းစု3စုထောင်စု1စုသိန်းစု3စုတောင်းစု3စုသိန်းစု3စုနဲ့ထောင်စု1စုထပ်ပေးပါဦး 10 နံပါတ်8 model မြက်တင်စလီ model မြက်တင်စလီ
5သိန်းဖူး2သိန်းနဲ့330ပဲကျွန်တော်တို့သိန်းစုထဲမှာအဲ့တော့အဲ့ဒါနည်းနည်းအရေးကြီးလာပြီသိန်း30ကစု2စုပဲကျွန်တော်တို့သိန်းစုနေတယ်2သိန်းနဲ့330နော်ဩဒီနေ့ဖုန်းဆောရဲနော်ဟုတ်ကဲ့ပါခင်ဗျသိန်း30နဲ့2သိန်းပဲကျန်ပါတယ်ကျန်တာ1000စုတွေပါပဲ1000စုတွေလည်းအများကြီးကျန်ပါသေးတယ်ဟုတ်ကဲ့ပြောလိုက်ပါမယ် Okay Dollar ကနေပြီးတော့အခုဒီမှာလေး Azimo ရဲ့ဖုန်းထဲမှာရှိတဲ့ Okay Dollar application တွေကိုအခုနေစက်မကစားရင်စွန့်ဝေ8000ချင်းမြင်ပေးမယ်အဲ့ဒီအောက်မှာစွန့်ဝေအကုန်ရှိတယ်အဲ့ဒီအထက်မှာသိန်းစုရှိတယ်စက်ကစားမယ်စက်ကစားပါမယ်ခင်ဗျာကဲရေးပါ20နံပါတ်20 Model Zuzubo Model Zuzubo Model Zuzubo လက်ထဲမှာနောက်ထပ်ပယ်လိုက်တဲ့စုတစု2000ထောင်စုအသေးဆုံးထွက်သွားပြီအသေးဆုံးနေရအောင်ထပ်ပေးအောင်စဉ်းစားထားပါနောက်ထပ်24နံပါတ်24 model Ainri Chisu Ainri Chisu model Ainri Chisu လက်ထဲကနောက်ထပ်ပယ်လိုက်တဲ့စု9000တောင်းစုတွေကခက်ကြီးကြီးအဲ့တော့ထောင်စုကတော့လောဆယ်မှာ6စုလောက်ကျန်နေတယ်အရန်အနေများတယ်နော်ထပ်ပဲပါအောင်နံပါတ်9 model Alcomi နံပါတ်9 model Alcomi 9000ထောင်စု5စုပဲကျန်တယ်ထပ်ပြီးတော့ကြိုးစားပါအောင်ထောင်စု5စုပဲကျန်တယ်ကဲပေးပါနံပါတ်19 model center line နံပါတ်19 model center line တောင်းစုတွေ5စုထွက်သွားပြီထောင်စု3စုသိန်းစု4စုထွက်သွားပြီသိန်း30ကျန်နေသေးတယ်အကယ်သိန်း30နောက်ဆုံးထိကျန်ခဲ့လို့ကိုလက်ထဲမှာရှိတဲ့ဖုန်းထဲကိုရောက်သွားရင်ဘာလုပ်မလဲအလှူဒန်းနေလုပ်မယ်အကုန်လုံးမလားမဟုတ်တဝက်ကိုအလှူဒန်းလုပ်မယ်တဝက်ကိုတငယ်ချင်းတွေမိုးလိုက်ခြင်းပဲကြံတဲ့ပတ်စံကိုမေးကိုပေးမယ်ဟာကောင်းလိုက်တာနော်အားလုံးစဉ်းစားထားပြီးသားအဲ့ဒီတိုင်းဖြစ်ပါစေနော်အဲ့ဒီတိုင်းအပြည့်အဝလုပ်နိုင်ပါစေကဲပေးပါအောင်23နံပါတ်23 model Line Nadi model Line Nadi 3000တောင်းစုတစုထထွက်သွားပြီအဲ့တော့အရေးကြီးတယ်ထောင်စုတွေများထွက်ဖို့လိုတယ်ထောင်စုကအခုမှ3စုပဲထွက်သေးတယ်ထောင်စုက5စုတောင်ကျန်နေတယ်ကြိုးစားရေးပဲပါအောင်7နံပါတ်7 model Anna နံပါတ်7 model Anna model Anna 6000တောင်းစုတွေထဲမှာ8000မြင့်ဆုံးစုပဲကျန်တယ်အဲ့အောက်မှာ2000ခွဲ1000ခွဲတောင်းစုက3စုပဲကျန်တယ်ထောင်စုက5စုတောင်ကျန်သေးတယ်သိအန်ရည်များပါတယ်ဟုတ်ကဲ့ပါခင်ဗျာထောင်စု5စုတောင်ကျန်ပါသေးတယ်330နဲ့2သိန်းပဲကျန်ပါတယ်တောင်းစုကလည်း8000အောက်မှာ2000ခွဲနဲ့1000ခွဲပဲကျန်ပါတယ်ကျွန်တော်မေးလိုက်ပါမယ်330 2သိန်းတောင်းစုက8000အောက်မှာ2000ခွဲ1000ခွဲအဲ့ဒီအောက်မှာထောင်စု5စုတောင်ကျန်တယ်330ကျန်တာတော့ကျန်တာပဲဒါပေမဲ့စုသေးသေးလေးတွေပဲရှိတော့တယ်အခုနေစက်မကစားရင် Okay Dollar ကနေပြီးတော့ဒီမှာလေး Azimo ရဲ့ဖုန်းထဲမှာရှိတဲ့ Okay Dollar application တွေကိုစုငွေ3,200,000ချင်းမြင်ပေးမယ်စက်ကစားမယ်3,000စိတ်ဝင်စားဘူး
ယူပေါ့ ယူ စက်ကစားပါမယ်ခင်ဗျာခေပေးပါ 7 နံပါတ်7 model ရင်ထက် model ရင်ထက် model ရင်ထက်လက်ထဲကနောက်ထပ်ပယ်လိုက်တဲ့စု၄တောင်ထောင်စုကတော့၄စုကျန်သေးတယ်၄စုထွက်သွားပြီအဲ့တော့ထပ်ပယ်ပါအောင်ကြိုးစားပယ်ပါအောင်ထောင်စုထပ်ပြီးတော့ပယ်ပါအောင် 15 နံပါတ်15 model စုနန္ဒာလင်း model စုနန္ဒာလင်းအိုး330အမြင့်ဆုံး2သိန်းပဲဖြစ်သွားပြီ2သိန်းအောက်မှာ8000အဲ့ဒီအောက်မှာ2000ခွဲထောင်စုတွေလည်းအများကြီးကျန်တယ်ကဲပေးပါဦး 3 နံပါတ်3 model ထက်ရတနာအောင် model ထက်ရတနာအောင်2သိန်းတစုပဲကျန်တယ်အဲ့ဒီအောက်မှာ8000အဲ့ဒီအောက်မှာ2000ခွဲဆိုတော့အရေးကြီးပါတယ်ထောင်စုတွေအကုန်ထွက်ဖို့လိုပါတယ်1000ခွဲတောင်းစု2စုပဲကျန်တော့တယ်2000ခွဲနဲ့8000တောင်းစု2စုပဲကျန်တော့တယ် ခွန် နံပါတ်9 model ခင်ပြည့်ပြည့်ဝင်နိုင် model ခင်ပြည့်ပြည့်ဝင်နိုင်8000အိုးတောင်းစုရဲ့အမြင့်ဆုံး8000လဲကုန်သွားပြီအမြင့်ဆုံး2သိန်းပဲရှိတယ်အဲ့ဒီအောက်မှာ2000ခွဲ2သိန်း2000ခွဲအောက်မှာထောင်စုတွေ8000 4500 3000 2500 4စုတောင်ကျန်သေးတယ်အန်ဒီရဲ့သိပ်များပါတယ်ဟုတ်ကဲ့ပါခင်ဗျာထောင်စု4စုရဲ့2000ခွဲရဲ့2သိန်းရဲ့ပဲကျန်ပါတယ်ကျွန်တော်မေးလိုက်ပါမယ်အခုဆက်မှန်စားရင်ညီမလေးအေစင်မိုးတဲ့စုငွေ2000ခွဲ2000ခွဲအထက်မှာ2သိန်းပဲရှိတယ်အဲ့ဒီအောက်မှာထောင်စု3စုရှိတယ်4စုတောင်ရှိတယ်ထောင်စု4စု2000ခွဲလက်ထဲမှာရနေပြီ2000ခွဲထက်မှာတစ်စုပဲရှိတော့တယ်ထောင်စု4စု 4000ရအောင် 4000ရကစားပွဲကိုရက်မယ်လို့ပြောပါတယ်ခင်ဗျဟုတ်ကဲ့ပါပေးလိုက်ပါမယ်4000ကဲအဲ့တော့စင်ပေါ်မှာရှိနေတဲ့နံပါတ်1 model နှင်းနန္ဒာမျိုးနံပါတ်2 model ဂျီနူနထိုက်နံပါတ်5 model Ain Treasure နံပါတ်19 model Crystal သိန်းကြီးနံပါတ်21 model ရုံးပွင့်အိမ်စင်မြင့်ပေါ်ကနေဆင်းလို့ရပါပြီကျေးဇူးတင်ပါတယ် model တွေအားလုံး model လေးတွေအားလုံးဆင်းသွားတဲ့အချိန်မှာထောင်စုတော်တော်များများကျန်ပြီးတော့2သိန်းပဲအမြင့်ဆုံးကျန်တဲ့အတွက်အေစင်မိုးက4000နဲ့ချိန်နှက်လိုက်ပါပြီအဲ့ဒီ4000ကိုအေစင်မိုးရဲ့ handset ထဲမှာရှိတဲ့ OK dollar application နဲ့ကိုထည့်ပေးလိုက်ပါမယ်နော်ဟုတ်ပြီအဲ့တော့ညီမလေးအေစင်မိုးရဲ့လက်ထဲမှာ4000ကို OK dollar နေပြီးတော့ဖုန်းထဲကိုထည့်ပေးလိုက်ပြီဒီစုကဘာလဲဆိုတော့ပရိသတ်ကလည်းသိချင်သေးတယ်ပရိသတ်နဲ့တွေ့ချင်းခုံကြအောင်ထောင်စု4စုကျန်တယ်2000ခွဲနဲ့2သိန်းစုငွေ4000မှာရက်လိုက်ပါပြီကိုပေါ့ကြည့်ချင်လားဒါ2သိန်းဟုတ်မဟုတ် ဟုတ်ကဲ့ ကြည့်ချင်သေးတယ်အော်ဟုတ်ပြီပရိသတ်ကိုမပြဘူးအဲ့တော့သူဒါ2သိန်းဟုတ်မဟုတ်သူရင်ခုံချင်သေးတယ်1 2 3 2500အဲ့တော့2500ဆိုတော့သူ15000ပိုရသွားပြီးတော့အားလုံးပေါင်း4000နဲ့ဒီနေ့ကစားပွဲကိုကျင်းပလိုက်ရပါပြီအေစင်မိုးအတွက်ကျွန်တော်ကွန်ပျူတာလက်မှတ်လေးချိန်မြပေးချင်ပါသေးတယ်စုငွေ4000ကွန်ပျူတာလက်မှတ်လေးပါလက်ခုပ်တီးအားပေးပေးပါဦးညီမလေးအေစင်မိုးတကယ်ငွေသားကိုတော့ကျွန်တော်တို့ OK dollar application နဲ့သူ့ရဲ့ handset ထဲမှာရှိတဲ့ဒီဖုန်းထဲကိုငွေသား4000ချိန်မြပေးလိုက်ပါပြီအဲ့တော့ဒီငွေသား4000ကိုသူ့တငယ်ချင်းချင်းပြန်ပြီးတော့လွှဲပေးခြင်းလည်းရပါတယ်ဒါမှမဟုတ်ဘဏ်မှာလည်းတွားရောက်ထုတ်ယူလို့ရပါတယ်ပြီးတော့ဒီပစ္စံကိုလည်း OK dollar ရှိတဲ့နေရာတွေမှာတွားရောက်ပြီးတော့ထုတ်ယူနိုင်ပါတယ်ကြိုက်တယ်လို့သုံးစွဲနိုင်ပါတယ်ကဲဒီမှာလေးအေစင်မို့လိုမျိုးပဲကျွန်တော်တို့ရဲ့ကစားပွဲတွေမှာလာရောက်ရှင်းပြကြတယ်ဆိုလို့ရှိရင်တော့ဖုန်းနံပါတ်3355686 3945991188ကိုဆက်သွယ်ပြီးတော့ကိုယ့်ရဲ့ဓာတ်ပုံနေရာလိပ်စာနာမည်ဖုန်းနံပါတ်နဲ့အတူပေးပို့ရှောက်ထားနိုင်ပါတယ်နောက်တစ်ပတ်ဒီမှာလည်းကျွန်တော်တို့ရဲ့အခု OK dollar နေပြီးချိမြင်ပေးတဲ့ကိုယ့်ရဲ့ handset ထဲမှာတစ်ခါတည်းငွေသားဖြည့်သွင်းပေးမဲ့အစီအစဉ်မှာဘယ်သူတွေကဘလောက်များသူတို့ရဲ့ဖုန်းထဲမှာငွေသားဘလောက်ရရှိသွားမလဲဆိုတာကိုဆက်လက်စောင့်မျှော်ရင်ကိုင်းနဲ့ပြန်ဆောင်နေပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်